ခမရရဲ့သားသမီးတွေကခမရပြောတဲ့စကားကိုနားမထောင်ပါဘူးသူတို့ကခမရလှုပ်ပြတဲ့အရာတွေကိုပဲအတူခိုးကြတာပါအိမ်တော်ဦးစီးတော်တော်များများကသားသမီးတွေကိုလိမ်မာဖို့စူးစမ်းဖို့ရိုးသားဖို့စကားတွေအများကြီးနဲ့ဆုံးပါတယ်ဒါပေမဲ့ကိုယ်တိုင်ကရောပြဿနာတစ်ခုခုကြုံလာရင်ဒေါသအရင်ထွက်ပြနေလားကိုယ်ဇနီးတဲ့အပေါ်ကိုရောလေးလေးဆဆဆက်ဆံမိရဲ့လားခမရဘလောက်ပဲတရားချခမရရဲ့လုပ်ရက်တွေကလမ်းမရောက်နေတယ်ဆိုရင်ဘယ်တော့မှတတ်သမီးတွေလိမ်မာရင်ကျေးပြီးပြောစကားနားထောင်တဲ့သူတွေဖြစ်လာမှာမဟုတ်ဘူးတကယ် family leader ဆိုတာဒီလိုလုပ်လို့အမိန်ပေးတဲ့သူမဟုတ်ဘူးဗျငါ့ကိုကြည့်လို့ဆိုပြီးတော့လုပ်ရက်နဲ့တက်တည်ပြတဲ့သူပါမှတ်ထားပါခမရသားလေးဟာနောက်တစ်ချိန်မှာခမရလိုယောက်ျားမျိုးဖြစ်လာပြီးတော့ခမရရဲ့သမီးလေးဟာနောက်တစ်ချိန်မှာခမရလိုယောက်ျားမျိုးကိုပဲသူ့ဘဝအတွက်ရွေးချယ်လိမ့်မယ်ဒါကြောင့်ဒီနေ့ကိုပြန်မေးကြည့်ပါငါဟာငါသားသမီးတွေအတူခိုးချင်လောက်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်နေပြီလားဆိုတာပါသားသမီးတွေကိုစကားတွေနဲ့မဆုံးမပါနဲ့ခေါင်းဆောင်မှုဆိုတာလောက်ရက်နဲ့တက်တည်ပြခြင်းပါခမရရဲ့မိသားစုအတွက်အကောင်းဆုံးစံပြခေါင်းဆောင်တစ်ယောက်ဖြစ်အောင်ကြိုးစားပါလို့ကျွန်တော်တိုက်တွန်းပါတယ်ကျွန်တော်ဦးချစ်ဖြစ်ပါတယ်ဗီဒီယိုကိုဆုံးထိကြည့်ပေးတဲ့အတွက်လည်းရင်ထဲကနေလိုက်လဲနဲ့ကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်